ကျွန်တော်ဒီဘိုင်းလေးကတော့ကျွန်တော်တို့ဒါ basic technique ရဲ့တရားမှာကျွန်တော်တို့ဒါ market trend ပေါ့နော် market trend အဲ့တော့ဈေးကွက်က trend market က trend ဆိုတာဒီ market ကလာရပေါ့ကျွန်တော်ကအဲ့တော့ကျွန်တော်ကဒီ market တစ်ခုမှာဆိုလို့ရှိရင်ဒီ market ကသူ့ရဲ့ဒီနေ့စဉ်နဲ့များဈေးအတက်တွေအကျတွေဖြစ်တဲ့အခါမှာသူ့ရဲ့ direction တစ်ခုရှိရပေါ့ဒီရမယ်အဲ့တော့ direction တွေမှာဆိုလို့ရှိရင်ကျွန်တော်ကပုံမှန်အဖြစ် market direction က3မျိုးရှိရအဲ့တော့ market trend 3မျိုးရှိရပေါ့နော်အဲ့တော့ ဘာလဲဆိုလို့ရှိရင်ကျွန်တော်ကပထမဆုံးကျွန်တော်က up trend down trend နဲ့နောက်ထပ်ကကျွန်တော်က sideways ဆိုပြီးတော့မှကျွန်တော်က market အခြေအနေ3မျိုးရှိရပေါ့ဒါကကျွန်တော် market ရဲ့ trend အခြေအနေ3မျိုးရှိရအဲ့တော့ okay အဲ့တော့ market ရဲ့ trend အခြေအနေဒီကျွန်တော်က up trend down trend sideways များသောအားဖြင့် market ဒီဈေးကွက်ကကျွန်တော်ဈေးကွက်တစ်ခုအနေနဲ့မှာကျွန်တော်ရွှေပဲဖြစ်ဖြစ် currency ပဲဖြစ်ဖြစ်ပေါ့နော်သူကအမြဲတမ်း trend အခြေအနေတစ်ခုခုမှရှိရသူကများသောအားဖြင့် up trend ဖြစ်ရင်ဖြစ်မယ်မဖြစ်ရင် down trend ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်း sideways ဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒါမျိုးအခြေအနေသုံးပါရှိအဲ့တော့ okay ကျွန်တော်ပထမဆုံးကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော် up trend ပေါ့နော် up trend ဆိုတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်ဈေးအတက်ပေါ့နော် up trend ဆိုတာဒီအမြင်ဈေးတက်နေတဲ့ market ကိုဆိုလို့ကျွန်တော်တနည်းအားဖြင့်တော့ market direction တစ်ခုလုံးကကျွန်တော်ကအတက်ဘက်ကိုဦးတည်ပြီးတော့ရွေ့ရှားနေတဲ့ market မျိုးကျွန်တော်ဒီ market မှာကျွန်တော်က up trend ဆိုပြီးတော့မှကျွန်တော်ကသတ်မှတ်ကြတယ်။ဒါပေမဲ့ up trend မှာဆိုလို့ရှိရင်ကျွန်တော်ဈေးကတနည်းအားဖြင့်တော့တက်တယ်လို့ပြောလို့ရတယ်ဈေးတက်နေတဲ့ market ပေါ့နော်အဲ့မှာဆိုတော့ trend ဒီဘာကိုအခြေခံသွားလဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ market structure မှာပြောခဲ့တဲ့ swing အဲ့ဒီ swing တစ်ခုချင်းဒီကိုကျွန်တော်ကအခြေခံပြီးတော့မှ swing တွေကဘယ်လိုမျိုးပုံစံမျိုးနဲ့ရွေ့ရလဲဆိုတော့ မူတည်ပြီးတော့မှကျွန်တော်ကဘာလဲဆိုလို့ရှိရင်ဆိုတော့ trend တွေကိုကျွန်တော်ကပြန်ပြီးတော့ up trend လား down trend လားဆိုတော့ကျွန်တော်သတ်မှတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာပထမဆုံးကျွန်တော် up trend မှာဆိုလို့ရှိရင်ဆိုတော့ market က swing တွေကဘယ်လိုပုံစံမျိုးနဲ့ရွေ့လဲဆိုလို့ရှိရင်ကျွန်တော်က higher high higher low ဆိုတဲ့ပုံစံမျိုးနဲ့ရွေ့ဒီနေ့ဘာလဲဆိုလို့ရှိရင်ကျွန်တော်က higher high ပေါ့နော် higher high higher low နဲ့ကျွန်တော်ကပုံစံနဲ့ရွေ့ရပေါ့နော်အဲ့တော့ higher high higher low ဒီနေ့အဖြစ်ဆိုလို့ရှိရင်ကျွန်တော် market မှာရှိရဲ့သွားနေရွေရှားနေတဲ့ swing တွေဒီ higher high higher low စနစ်နဲ့ကျွန်တော်ရွေရှားနေရဆိုလို့ရှိရင်အဲ့ဒီ market ကိုကျွန်တော်ဈေးကွက်ထဲမှာကျွန်တော်ကဒါကို trend လို့ခေါ်တယ်ဘယ်လိုကျွန်တော်ဒီဘိုင်းလေးကျွန်တော်ဆက်ပြီးတော့ရှင်းလိုက်ရအောင်အဲ့တော့ဆိုတော့ကျွန်တော်က swing ကိုပြန်သွားမယ်ဆိုတော့ market မှာကျွန်တော်ပြောခဲ့တယ် market မှာ market ကနေစပြီးတော့တက်တယ်ကျွန်တော်ကပြန်ပြီးတော့ကြာဒါဆိုလို့ရှိရင်ကျွန်တော်ဈေးကွက်မှာဒါကကျွန်တော်ကmarket မှာဆိုလို့ရှိရင်ဒီကောင်ကြီးကျွန်တော်က swing တစ်ခုဖြစ်တယ်ပေါ့နော်swing တစ်ခုဖြစ်တယ်ဒါဆိုလို့ရှိရင်အဲ့တော့ swing တစ်ခုမှာဆိုတော့ကျွန်တော်ပြောခဲ့တယ် swing high ရှိရယ် swing low ရှိရယ်အဲ့တော့မှာဆိုလို့ရှိရင်ကျွန်တော်ကဒီအောက်ကကောင်ဒီကျွန်တော် market မှာ swing low ဖြစ်တယ်ကျွန်တော်ကဒီအပေါ်ကအမှတ်ဆိုတော့ဈေးကွက်မှာကျွန်တော်ကဒီနေရာဒီပေါ်အမှတ်ကကြတော့ကျွန်တော်က swing high ဖြစ်တယ်အဲ့တော့ဒါကကျွန်တော် swing low နဲ့ swing high ဒီဟာလေးတော့ကျွန်တော်ရှေ့မှာလည်းကျွန်တော်ပြောခဲ့ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မှတ်မိမယ်ထင်တယ်ပေါ့နော်ဒီဟာလေးလည်းရမယ်ထင်တယ်အဲ့တော့ swing low နဲ့ swing high ရှိအဲ့တော့အဲ့ဒီမှာကျွန်တော်က swing low နဲ့ swing high အဲ့တော့နေရာမဲ့သူ market ဘယ်လိုသွားလဲဆိုလို့ရှိရင်သူနည်းနည်းလေးကျွန်တော်ပြန်ပြီးတော့ကြာလာတယ်ပြီးလို့ရှိရင်ဆက်ပြီးတော့တက်တယ်ပြန်တက်တဲ့အခါမှာကျွန်တော်ရှေ့မှာကျွန်တော်ကအရင်တုန်းကဖြစ်ခဲ့တဲ့ကျွန်တော်ရဲ့ swing high point market ကဖောက်ပြီးတော့တက်သွားတယ်အဲ့ဒီဖောက်တက်ပြီးတော့နောက်ထပ်ကျွန်တော်က new high တစ်ခု create လုပ်လိုက်တယ်ဒါကိုကျွန်တော်ကအဲ့လိုမျိုးကျွန်တော် new high တစ်ခုဒါဆိုလို့ရှိရင်ကျွန်တော်ကအပေါ်မှာ high တစ်ခု new high တစ်ခုဖြစ်သွားတယ်အဓိကဈေးကွက်က swing high အသစ်တစ်ခုဖြစ်သွားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒီ new high တစ်ခုဖြစ်သွားတာကိုကျွန်တော်အဲ့နေရာကိုကျွန်တော် market မှာကျွန်တော်က trend ရဆိုလို့ရှိရင်ကျွန်တော်အဲ့ဟာကို higher high လို့ကျွန်တော်ကသတ်မှတ်တယ်ဒီနေရာကြီးကျွန်တော်က higher high ဖြစ်တယ်အဲ့တော့ higher high ဖြစ်တယ်ဒီညပြင်တော့ဒါဆိုလို့ရှိရင် higher high ကရပြီပေါ့နော်ကျွန်တော် higher low ကဘာလဲဆိုလို့ရှိရင် higher low ဆိုတာကဒီညပြင်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူအဲ့တော့ဒီညပြင်ဆိုလို့ရှိရင်အဲ့တော့သူပြီးလို့ရှိရင်ပြန်ကြမယ်โอเคအဲ့တော့ဒီမှာကျွန်တော်က high တစ်ခုဖြစ်တယ်ကျွန်တော်ကပြီးလို့ရှိရင်ပြန်ပြီးတော့ကြမယ်အဲ့တော့ higher high ကတော့ဆိုတော့ higher high ဆိုတာဒီအမြင်ရှေ့ကအမြင့်မှတ်ထက်ကျွန်တော်ပုံမြင့်တာဒါကိုကျွန်တော် higher high လို့ခေါ်တယ် higher low ကကျတော့ကျွန်တော်ဘာလဲဆိုတော့ရှေ့မှာဖြစ်ခဲ့တဲ့အနိမ့်မှတ် swing low point ထက်ပိုပြီးတော့ကျွန်တော်ကမြင့်လာရှေ့ကအနိမ့်မှတ်ထက်ပိုမြင့်နေရာမှာရှေ့ကအနိမ့်မှတ်ဆိုတာဒီနေရာကိုကျွန်တော်ပြောအဲ့ဒီအနိမ့်မှတ်ထက်ပိုမြင့်နေဆိုတော့ကျွန်တော်ဒီကောင်ရဲ့အပေါ်အထက်မှာရှိအောင်ဘယ်လိုမျိုးကျွန်တော်ကပြန်ပြီးကြာလာမယ်ပြီးရင်ကျွန်တော်ပြန်သွားဒါဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီပြန်ကြာလာတဲ့ဒီ swing low point ကိုကျွန်တော် market မှာဘယ်လိုခေါ်လဲဆိုတော့ဒီညမှာကျွန်တော် market မှာအဲ့နေရာကိုကျွန်တော်က higher low ဆိုပြီးတော့မှသတ်မှတ်တယ်ကျွန်တော်က higher low ပေါ့နော်ဒီညမှာဆိုလို့ရှိရင်တော့အပေါ်ကတက်သွားတဲ့အမှတ်ကိုကျွန်တော်ဒီ higher high ကျွန်တော်ဒီမှာပြန်ပြီးတော့ကြာလာတဲ့အမှတ်ကိုကျွန်တော် market မှာ higher low ဆိုပြီးမှကျွန်တော်ကသတ်မှတ်တယ်ပေါ့နော်
နော်ဒီမှာပြန်ကျလာတဲ့မှတ်ဒီကျွန်တော်တို့ဘာဖြစ်လာလဲဆိုရင် market မှာဒီနေရာဒီ higher low point ဖြစ်တယ်ပေါ့နော် တော့ကျွန်တော်ဒီအောက်က level ကြီးကျွန်တော် market မှာ higher low ဖြစ်လာတနည်းအားဖြင့်လို့ရှိရင်ကျွန်တော် higher high ဆိုတာဒီအပြင်ရှေ့မှာဖြစ်ခဲ့တဲ့အမြင့်မှတ်ထက်ကျွန်တော်ပို့ပြီးတော့မြင့်လို့ကျွန်တော်ရှေ့မှာဖြစ်ခဲ့တဲ့ကျွန်တော်ကအမြင့်မှတ်ထက်ပို့ပြီးတော့မြင့်တဲ့အတွက်ကျွန်တော် higher high ဆိုပြီးတော့ဖြစ်တယ် higher low ကကြတော့ရှေ့က swing မှာပေါ်ခဲ့တဲ့ကျွန်တော်ကအနှိမ့်မှတ်ထက်ပို့ပြီးတော့မြင့်လို့ကျွန်တော်ကဒါကို higher high ဆိုပြီးတော့မှ higher low ဆိုပြီးမှသတ်မှတ်တယ်။မြင်မြင်ဒါကြောင့်မို့ကျွန်တော် market မှာ higher high higher low ဒီလိုပုံစံမျိုးနဲ့တွားတယ်။အဲ့တော့အဲ့လိုပဲတွားဆက်ပြီးတော့ကျွန်တော်ကဆက်ပြီးတော့ market ဆက်ပြီးတက်မယ်။ကျွန်တော်ဒီရှေ့ကကျွန်တော်အခုဖြစ်ထားတဲ့ height ကိုကျွန်တော် break မယ်။ဒါလို့ရှိရင်ဒီ new height တစ်ခုဖြစ်မယ်။ဒီအပြင်ရှေ့က height ထက်ကျွန်တော်ပိုပြီးမြင့်တာဖြစ်တဲ့ကျွန်တော် higher high ဖြစ်မယ်။ပြီးလို့ရှိရင်ဒီမှာကျွန်တော်ဒီအောက်ထိပြန်မကြဘူးကျွန်တော် higher low ဖြစ်မယ် higher high ဖြစ်မယ် higher low ဖြစ်မယ်ပြီးရင်ကျွန်တော်ဆက်ပြီးတော့တက်မယ် higher low higher high ဖြစ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုမျိုးကျွန်တော်က market တစ်ခုကိုကျွန်တော်ဈေးကွက်မှာဆိုလို့ရှိရင်ကျွန်တော်က trend ဆိုပြီးတော့မှသတ်မှတ်ကြရတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအဲ့လိုပဲကျွန်တော်ဒီမှာ higher high level တွေကျွန်တော်ပေါ်မယ်ဒီမှာဆိုလို့ရှိရင်ဒီပေါ်မှာလည်းကျွန်တော်က higher high level တွေဖြစ်မယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီကောင်က higher low တွေဖြစ်မယ်ပြီးရင်ကျွန်တော်ဒီမှာ higher low တွေဖြစ်မယ်ပေါ့နော်။ဒါကိုကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော် market မှာဒီလို market မျိုးကျွန်တော် at trend ဆိုပြီးတော့ခေါ်တယ်။ဒီနေ့အပြင်တော့ကျွန်တော်ဆိုတော့ကျွန်တော် swing တစ်ခုချင်းဒီကျွန်တော် higher high higher low higher high higher low စနစ်နဲ့ရွေးရှားရဲဆိုလို့ရှိရင် market ကရွေးနေရဆိုလို့ရှိရင်ဒါအဲ့ဒီ market ဒီကျွန်တော်က at trend လို့ကျွန်တော်ကသတ်မှတ်လို့ရတယ်။အဲ့တော့ swing တစ်ခုချင်းဒီ higher high higher low higher high higher low စနစ်နဲ့သွားနေဖို့လိုတယ်။အဲ့တော့ဒီနေ့အပြင်ဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်မလဲဆိုလို့ရှိရင် higher high higher low ဆိုတာကကြတော့ဟုတ်လို့ပေါ့နော်ကျွန်တော်ဒီမှာဒီမျိုးပေါ့နော်ဒီမှာကျွန်တော်စပြီးတော့တက်တယ် height တစ်ခုဖြစ်တယ်ပြီးရင်ပြန်ကြတယ် higher low ဖြစ်တယ်ပြီးရင်ကျွန်တော်အပေါ်က share height ထက်ပိုပြီးတက်တယ် higher high ဖြစ်တယ် higher low ဖြစ်တယ် higher high ဖြစ်တယ် higher low higher high higher low higher high higher low အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်သွားတာကိုကျွန်တော်ဒါ market မှာဒီအပြင်ကျွန်တော်က trend လို့ပေါ့နောက်တစ်နည်းကျွန်တော်ဘယ်လိုမှတ်လို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော် swing ကျွန်တော်ဆိုတော့ကျွန်တော်ပုံမှန်အဖြစ်ဈေး price market မှာကျွန်တော်ကဈေးရတစ်ခုကဈေးတက်တယ်ပြီးရင်ပြန်ကြတယ်ဒါကိုကျွန်တော်ဒီနေ့အပြင် swing လို့ခေါ်တယ်မလားအဲ့တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင်အဲ့တော့ကြည့်လိုက်သူ့ရဲ့ swing တစ်ခုချင်းညာတဖြည်းဖြည်းမြင့်တက်သွားတယ်အဲ့တော့ကျွန်တော်က trend line နေဆွဲကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကအပေါ်ဘက်ကဆွဲကြည့်မယ်ဆိုကြည့်လိုက်ကျွန်တော်တို့ဒီ market ရဲ့သူ့ရဲ့ swing တစ်ခုချင်းညာတဖြည်းဖြည်းအပေါ်မြင့်တက်သွားတယ်အဲ့တော့ကျွန်တော်အောက်ဘက်ကနေကျွန်တော် trend line မှာကျွန်တော်ပြန်ဆွဲကြည့်မယ်ဆိုကြည့်လို့ရတယ်သူ့ရဲ့ swing low တစ်ခုချင်းswing height တွေ swing low တွေတစ်ခုချင်းညာတဖြည်းဖြည်းအပေါ်မြင့်တက်သွားဒါကြောင့်မို့ကျွန်တော်က market ရဲ့ swing နေရာရွေးရှားတဲ့အခါမှာတဖြည်းအပေါ်ဘက်ကိုတဖြည်းတအီနဲ့မြင့်တက်သွားတဲ့ market မျိုးကျွန်တော် market မှာဒါကိုကျွန်တော်က trend လို့ခေါ်တယ်။ဒီနည်းအားဖြင့်သူ့ရဲ့တော့အတိအကျသူ့ရဲ့ formula ရဆိုလို့ရှိရင်တော့ higher high higher low အဲ့တော့ higher high ဆိုတာဘာလဲဆိုလို့ရှိရင်ရှေ့ကအမြင့်မှတ်ထက်ပုံမြင့်သွားတာ higher low ဆိုတာဘာလဲဆိုလို့ရှိရင်ရှေ့ကအနိမ့်မှတ်ထက်ပိုပြီးတော့မြင့်တာပေါ့နော် retracement နေရာအဲ့တော့အမှ retracement ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဘလို့ trend တွေကိုကြည့်ရခါကြလို့ရှိရင်ကျွန်တော်က impulse နဲ့ retrace ဆိုပြီးရှိတယ်ဒီအမြင့်တော့မှာဒီလိုစပြီး market ကအဲ့လိုစပြီးတက်သွားတာကိုကျွန်တော်ဒါကို impulse ဖြစ်တယ်ပြီးလို့ရှိရင်အဲ့ဒီလိုမျိုးအချိန်တစ်ခုနဲ့ moment တစ်ခုနဲ့တက်သွားပြီလို့ရှိရင်တော့ retracement ပြန်လာတယ်ဆိုတော့ဒီအမြင့်နည်းနည်းကျွန်တော်နောက်ကိုအကြလေးတစ်ခါဆိုပြန်လာတယ်အဲ့လို market ကတော့တောက်လျှောက်ကြီးမတက်နေဘူးသူကဒီအမြင့်တက်မယ်ဆိုလို့ရှိရင်သူ retracement တစ်ခုပြန်လာတယ်ဆိုတော့ဒီအမြင့်အချိန်ပြန်ရတဲ့ပုံစံမျိုးကျွန်တော် retracement တစ်ခုပြန်လာတယ်ပြီး impulse သွားတယ်ပြီး retrace impulse retrace impulse အဲ့လိုပုံစံမျိုးနဲ့ရွေးတာအဲ့လိုရွေးရတဲ့အခါမှာကျွန်တော်ကစောစောလိုမျိုး swing တစ်ခုချင်းဒီကိုကြည့်လိုက်လို့ရှိရင်တဖြည်းမြင့်တက်သွားတယ်ဆိုလို့ရှိရင်ဒါကိုကျွန်တော်ကအဲ့လို market ကိုကျွန်တော်က trend လို့ပြောဒီနေ့အမြင်ဆိုလို့ရှိရင်ကျွန်တော်က higher high higher low higher high higher low ဆိုတဲ့စနစ်နဲ့သွားတယ်အဲ့လို market ကိုကျွန်တော် market ထဲမှာကျွန်တော်က trend ဆိုပြီးတော့မှကျွန်တော်ကသတ်မှတ်တယ်ပေါ့နော်ဒါဒီကျွန်တော်အဲ့ဒါဒီနေ့အမြင်တော့ဈေးတက်နေရ market ည market ဒီ higher high higher low စနစ်နဲ့အဲ့လို swing တစ်ခုချင်းတွေကအဲ့ဒီပုံစံနဲ့ရွေ့နေကျွန်တော်ဒီ market ဒီဒါဈေးဆက်တက်နေသေးရဆိုတဲ့ market မျိုးပြောတာဒါတော့ဒါမှမဟုတ်ကျွန်တော်ကဒီဟာကိုကျွန်တော်ကအနည်းဆက်ဆုံးကျွန်တော်ကရှုထပ်ဖို့ဒီအမြင်တော့ဆိုတော့ကျွန်တော်trend swing ကိုအခြေခံသဘောတရားနားလည်ရတယ်ပေါ့နော် swing တစ်ခုကျွန်တော်ဖြစ်တဲ့ swing လို့ရှိမယ် swing high ရှိမယ်စောစောလိုကျွန်တော်စောစောတော့ပြောခဲ့ရ swing မှာတော့ပြောခဲ့ရမျိုးတွေရှိရဲ့အနည်းဆက်ဆုံး market ဒီနော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူကအပေါ်က swing height ကိုကျွန်တော်ဖောက်လို့ရှိရင်ကျွန်တော်စီဆက်တက်မှာပေါ့အဲ့လိုပဲကျွန်တော်က trend တော့အဲ့လို swing height ကိုတဖြည်းဖောက်သွားဖြစ်တဲ့ကျွန်တော်ကဈေးကတအီကျွန်တော်ဆက်ပြီးတော့တက်သွားတာပေါ့ဒါကိုကျွန်တော်က market မှာကျွန်တော် trend လို့ခေါ်တယ်ပေါ့နော်အဲ့တော့ trend ဆိုတဲ့ဘိုင်းကိုကျွန်တော်ရအဲ့တော့ကျွန်တော် okay ကျွန်တော်က trend တစ်ခုကျွန်တော်ကဖြစ်တာဟုတ်
ကျွန်တော်ကဟိုဖြစ်တာလည်းကျွန်တော်ပြတ်တာကိုလည်းသိဖို့လိုတယ်အဲ့တော့ဒီကမျိုးဟို market မှာထောင်းတော့ trend တစ်ခုသွားနေရင်အဲ့တော့အဲ့ trend ကြီးကအမြဲတမ်းကျွန်တော်က trend ပဲသွားအောင်ပေါ့ဒီ trend ကြီးအချိန်မီပြတ်သွားတယ်အဲ့တော့ဒီကမျိုးတော့ပြတ်တာကျွန်တော်ကလွယ်တယ်ကျွန်တော်ဆိုရလို့ပေါ့ပြန်စဉ်းစားကြည့်ကျွန်တော်က market မှာ higher high higher low ဆိုတဲ့စနစ်နဲ့သွားနေဒီမှာဒီ market ဒီဒါ trend အဲ့တော့ကျွန်တော်ရှင်းပါတယ် higher high higher low မဖြစ်တော့ရင်ဒီ market ဒီဒါ trend မဟုတ်တော့ဘူးအဲ့တော့ဒီကမျိုးထားပါတော့ကျွန်တော်ကဒီမှာသူကစပြီးတော့ရွေ့မယ်ကျွန်တော်ဒီမှာပြန်ပြီးတော့လည်းဒါထောက်လေးပြန်ရှင်းပြလိုက်ပါတော့ကျွန်တော်ဒီမှာရှင်းမယ်အဲဆိုလို့ရှိရင်ကျွန်တော်ကသူ့ရဲ့ကျွန်တော်တို့ဒီ market ရဲ့ကျွန်တော်ကswing high ပေါ့နော်ဒီကမျိုးဈေးကွက်ကကျွန်တော် swing high ကပမာရှိနေဆိုလို့ရှိရင်ကျွန်တော်ကဒီပေါ်မှာ swing high ရှိမယ်ကျွန်တော်ဆိုတာ swing ရဲ့ formula ရဒီကောင်လေးကျွန်တော် swing high ရှိမယ်ကျွန်တော်ကသူ့ရဲ့ဒီအောက်မှာ market ရဲ့ကျွန်တော်ဒီ swing တစ်ခုရဲ့ swing လို့ရှိမယ်နော်အဲ့မှာကျွန်တော်တို့ကဈေးကွက်ကသူအတက်ကိုပို့ပြီးတော့မှအားသာတယ်အဲ့တော့ဆက်တက်တယ်ပေါ့ကျွန်တော်ကဆက်တက်တယ်အဲ့တော့ဒီကနေ့သူကဒီကနေပြီးတော့ကျွန်တော်ကဆက်ပြီးတော့ကျွန်တော်တို့ဒီ point ကနေစပြီးတော့ပြန်ပြီးတော့တက်သွားတယ်ဒီကနေ့သူအပေါ်ကကျွန်တော်က swing high ကို market ဖောက်ပြီးတော့တက်သွားတယ်အဲ့တော့ပြီးရင်သူ new high တစ်ခုလုပ်တယ်ဒီနေရာစီကျွန်တော်ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်ကျွန်တော် trend ရဒီနေရာစီကျွန်တော် higher high စပြီးတော့ဖြစ်လာပြီဒီဟာလေးကျွန်တော်တခြားလေးလိုက်ကြည့်ဖို့ပဲပေါ့နော်ဒီကကျွန်တော်ဒီဟာကျွန်တော် higher high စပြီးတော့ဖြစ်လာတယ်သူက higher high စဖြစ်ပြီးတော့ဆိုတော့ကျွန်တော် swing လို့အောက်က swing လို့ဒီနေရာစီကျွန်တော်ကဒါဒီရမြဆိုလို့ရှိရင်ဒါနောက်ထပ် swing တစ်ခုရဲ့ swing လို့ swing high နေယူလေရတယ်เนาะကျွန်တော်ဒီကတော့ကျွန်တော်က trend ဆိုတဲ့ formula အရပြောနေတာဖြစ်တဲ့အတွက်ကျွန်တော် higher high higher လို့နဲ့တုံးတယ် swing တစ်ခုနဲ့ကျင်ဒါတွေအကုန်လုံးက swing high swing လို့တွေပဲပေါ့เนาะဘာမှမထူးကြဘူးပေါ့เนาะအဲ့တော့ဒီရမြဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာဒီပါဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်က higher low ဖြစ်သွားတယ် higher high ကျွန်တော်က higher low ဒီမှာ higher low ဖြစ်တယ်ဆိုတဲ့ဟာဒီရှေ့ကအနှိမ့်မက်ထက်ပိုပြီးတော့မြင့်လို့ကျွန်တော်က higher low ဖြစ်တာပါဒီမှာဆိုလို့ရှိရင် higher high ဖြစ်တာဒီရှေ့ကအမြင့်မက်ထက်ပိုမြင့်ရှေ့ကဆိုတော့နောက်ကပေါ့နော်အရင်တော့ဖြစ်ခဲ့ပြီးရဲ့အမြင့်မက်ထက်ပိုမြင့်တော့ higher high ဖြစ်တယ်အဲ့တော့ကျွန်တော်က higher high ဖြစ်တယ်ကျွန်တော်ကပြီးလို့ရှိရင် higher low ဖြစ်မယ်ပြီးရင် higher high ဆက်ဖြစ်မယ်ပြီးလို့ရှိရင်ပြီးရင်ပြန်ကြအဲ့တော့အဲ့ဒီမှာကျွန်တော်ဒီမှာချက်ကြည့်အောင်ပေါ့နော်မာကတ်မှာအပြောင်းလေးစားဖြစ်ပြီးထားပါအဲ့တော့ higher high ဖြစ်တယ်ကျွန်တော်အပေါ်မှာလေးပဲနောက်ထပ် higher high တစ်ခုဆက်ပြီးတော့ဖြစ်ထားတယ်သူက swing high တစ်ခုညနေ new swing high တစ်ခုဒီနေ့အပြင်ကျွန်တော် trend ရဆိုရင် higher high တစ်ခုဆက်ပြီးတော့ကျွန်တော်ဖြစ်ထားတယ်အဲ့တော့အဲ့ကနေဆိုပြန်ကြတော့ကျွန်တော်ဒီအောက်မှာကျွန်တော်ဗာရှိနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ higher low point ရှိတယ်ဒီညပြင် swing low လို့ပြောလို့ရတယ်ဒီညပြင်ကျွန်တော် trend ရဆိုလို့ရှိရင် higher low ရှိတယ်အဲ့တော့အဲ့ဒီ higher low ကျွန်တော်ကသူကပြန်ကျလာပြီးတော့အကျပြန်ကောင်းသွားပြီးတော့ထားပါတော့သူကအကျပြန်ကောင်းပြီးတော့ဒီ market ကဒီ higher low ကိုကျွန်တော်ဖောက်ပြီးတော့ကျသွားတယ်လို့ရှိရင်အဲ့တော့ဒီညပြင်ဆိုလို့ရှိရင် market မှာစောစောကျွန်တော်တို့တောက်လျှောက်သွားနေရဲ့ higher low higher high higher low higher high ဒီမှာဆိုလို့ရှိရင် higher high ဖြစ်တယ်ဒါပေမဲ့တခုရှိတာအောက်က market ဒီ higher low မဖြစ်တော့ဘာလဲဆိုတော့သူကဘယ်လို higher low ဖြစ်နေသူကဒီပေါ်မှာပဲရှိရမှာဒီပေါ်မှာပဲရှိပြီးတော့သူကဒီလိုမျိုးပြန်တက်မှာဟုတ်တယ်မလားကျွန်တော်ကဒီမှာဆိုလို့ရှိရင်သူကဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီအောက်ကိုဖောက်သွားတယ်ဒီအနည်းဆက်ဆုံးကျွန်တော် higher low market ကဖောက်သွားပြီးအောက်ကိုဆင်းသွားတာဖြစ်တဲ့အတွက်သူဘာလဲဆိုလို့ဒီ market မှာ higher high ပဲဖြစ်တယ် higher low ထပ်ပြီးတော့ဖြစ်တော့ဒါဆိုလို့ရှိရင်ကျွန်တော် market ဒီ advance ဆိုတဲ့ form ထဲမှာမဝင်တော့အဲ့တော့ဘာလို့ higher high higher low higher high higher low မှာကျွန်တော် higher high ဖြစ်ပြီး higher low မဖြစ်တော့ဘဲနဲ့အနည်းဆက်ဆုံးမှာရှိရဲ့ swing low ဒီညပြင် market ရဲ့ swing low ဒီညပြင် trend ရဆိုလို့ရှိရင် higher low level အောက်ကိုဖောက်ပြီးကျသွားဖြစ်ဖြစ်ကျွန်တော်အဲ့ဒီချိန်မှာကျွန်တော်ရဲ့ဒီကျွန်တော်ဒီလိုအခြေအနေမျိုးမှာကျွန်တော်ဒီ market ဒီညပြင်ဆိုလို့ရှိရင်ကျွန်တော်ဒီချိန်ဒီမှာကျွန်တော်ကဒီ market ရဲ့ trend ကျိုးသွားပြီလို့ကျွန်တော်ကသတ်မှတ်တယ် trend ရဒီညပြင်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ smart money အတုံးလုံးရဆိုလို့ရှိရင်တော့ကျွန်တော်ဒါ market ရဲ့ကျွန်တော် bullish structure ပြတ်သွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ကျွန်တော် trend ကျိုးသွားတယ်ပေါ့ဒီနေ့ market ကျွန်တော်မှာပေါ်နေတဲ့ trend ကျိုးသွားပြီဆိုပြီးတော့ကျွန်တော်ကယူဆလို့ရတယ်ဒါဆိုလို့ရှိရင် okay ဒါပေမဲ့တခုကျတော့ trend ကျိုးပြီး down နဲ့ပြန်ကြမှာလို့တော့မဟုတ်ဘူးကျွန်တော်ကသူဘလို့ပြန်သွားမလဲဆိုတော့ကျွန်တော်တစ်ချက်ပြန်စောင့်ကြည့်ရအောင် okay သူက maybe sideways လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းtrend ကိုပဲပြန်သွားမယ်ပြန်ဒါမှမဟုတ်လည်းကျွန်တော်အကျအနေနဲ့လို့အကျကိုပြန်ဆင်းသွားမယ်လည်းဖြစ်နိုင်တာမျိုးပေါ့နော်အဲ့တော့ဒီအပြင်တော့ကျွန်တော်ကစောစောလိုမျိုး market ဒီသူ့ရဲ့ swing တွေရွေးရှားတဲ့အခါမှာ higher high higher low higher high higher low ဆိုတဲ့စနစ်နဲ့ရွေးရှားနေဒီ market ကိုကျွန်တော် trend လို့ခေါ်တယ်ဒီအပြင်ဆိုလို့ရှိရင် higher high higher low မဖြစ်တော့ဘူးဆိုလို့ရှိရင်ဒီ market ကိုအထူးကျွန်တော်ကဒါကို trend ကျိုးသွားရတယ်အထူးသဖြင့်ကျွန်တော်က higher low မဖြစ်တော့ရင် trend ကျိုးတယ် higher high ကတော့တခုရှိအောင်မဖြစ်လို့ရသေးတယ်ဒါမှမဟုတ်ကျွန်တော်ကဒီမှာ higher low ဖြစ်တယ်နောက်တစ်ခါပြန်တက်သွားတယ် higher high အစ်စ်မပေါ်ဒါဆိုလို့ရှိရင်ကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကဒီမှာဒီကောင် higher low ဖြစ်တယ်ဖြစ်သွားရထားပါတော့အပေါ် higher low မဖြစ် higher high မဖြစ်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကဘာလဲဆိုလို့ရှိရင်သူက trend ကတော့အားနေသွားပြီtrend အားနေသွားပြီအပေါ် sum break တော့ higher high အစ်စ်မဖြစ်တော့ဒါပေမဲ့တခုရှိရပါအဲ့လိုအချိန်ဒီမှာ trend ကျိုးရလို့ပြောလို့မရသေးဘူးဘာလဲဆိုတော့သူက
အဓိကတော့ဈေးတက်နေရဖြစ်တဲ့အတွက်အောက်ကအနှိမ့်ဘက်ကိုပြန်မ break ဖို့လိုတာပေါ့သဘောတော့ဈေးကဆက်တက်ဖို့အတွက်ကျွန်တော်အောက်ကိုပြန်ဖောက်ဖို့လိုတာပေါ့နော်အပေါ်မဖောက်ရင်တော့သူက okay ခဏတစ်ချုပ်ပုံဖောက်တာပေါ့ပြီးပြန်ဖောက်တာမျိုးပြီးမှကျွန်တော်ပြန် break သွားမှာဖြစ်နေတယ်တခုရှိရအဲ့လိုမဟုတ်ဘူးလေသူကအပေါ်မဖောက်တော့ဆိုလို့ရှိရင်ကျွန်တော်ကဒါကျွန်တော်သိရမှာ okay ဒီ attrant weak ဖြစ်လာပြီokay နောက်တစ်ခါပြန်ပြီးတော့ဖောက်သွားလို့ရှိရင်တော့ okay ဒါခဏပဲ weak ဖြစ်တာပြီးရင်သူကဆက်တက်တယ်ဒါမှမဟုတ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကအဲ့လို weak ဖြစ်လာရင်ကျွန်တော်ဆက်မတက်တော့ဘူးတို့နဲ့တတိထားတော့သူဒီကျွန်တော်က higher low ပါမဖြစ်တော့ဘဲနဲ့ဒီအနည်းဆက်ဆုံးမှရှိရဲ့ swing low ကို break ပြီးတော့မှ higher low လည်းမဖြစ်တော့ higher high လည်းမဖြစ်တော့ဘဲလုံးဝ trend ကျိုးသွားမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်က higher high ဆက်မဖြစ်တော့လို့ရှိရင်တော့ခဏစောင့်ကြည့်လို့ရတယ်ဒါ trend ပြတ်ပြီးလို့တန်းပြောလို့မရဘူးဒါပေမဲ့တခုရှိရတော့ higher low မဖြစ်တော့ဘူး market တနည်းအားဖြင့်ပြောမယ်ဆိုရင် market ဒီအနည်းဆက်ဆုံးမှရှိရဲ့ swing low ကို break သွားတယ်ဆိုတော့ trend တစ်ခုမှာပေါ့ trend တစ်ခုမှာကျွန်တော် trend အတက်သွားနေတဲ့ market တစ်ခုမှာအနည်းဆက်ဆုံးမှရှိရဲ့ swing low ကိုပြန် break တာဒီနေ့မျိုး market မှာ market character change တာဒီနေ့အပြင် trend ကျိုးတာလို့သတ်မှတ်တယ်။ကျွန်တော်ဒီကနောက်ဆုံးစကားလေးကတော့ကျွန်တော်ကအချုပ်ပေါ့နော်။ဒီနေ့မျိုးtrend သွားနေတဲ့ဒီနေ့အပြင်ဈေးတက်နေတဲ့ trend သွားနေတဲ့ market တစ်ခုမှာဈေးကွက်ဒီအနည်းဆက်ဆုံးမှရှိရဲ့ swing low ကိုပြန် break လို့ပြန်ပြီးဖောက်ကြရဲဆိုလို့ရှိရင်ဒီနေ့မျိုးဒါ trend ကျိုးရလို့သတ်မှတ်တယ်ပေါ့နော်။အဲ့တော့တခုကျတော့အဲ့ swing low က overall swing low ကိုဖြစ်ဖို့လိုတာပေါ့နော်။ဒီနေ့မျိုးမှာဒီကြားထဲမှာပေါ်နေတဲ့ swing low သေးလေးတော့မဟုတ်ဘူး။ဒီက market ရဲ့ major တကယ်ကို swing low level ပြန် break တယ်ဆိုလို့ရှိရင်ဒီ trend ကျွန်တော်ပြတ်တယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်။အဲ့တော့ဒီနေ့မျိုးဒါကျွန်တော်trend တစ်ခုဖြစ်တာနဲ့ပြတ်တာကိုကျွန်တော်ပြပြပေးထားဖြစ်ပါတယ်။အဲ့တော့နားလည်မယ်လို့ထင်တယ်ပေါ့နော်။